ဒီမှာငါဘိုက်စာနေပြီသေတော့ ငါလည်းစားတာပဲကွာမင်းငါတကယ်ချင်းမပြီးသားတဲ့ကောင်တွေပဲကွာမင်းတို့လည်းအဲ့လိုမနေနဲ့အဲ့လိုလောလိုက်မလားနဲ့လောလိုက်မလားနဲ့ ဒီကောင်အီးညစ်တဲ့အတန်နဲ့မျက်ရည်မထွက်ပဲငိုသွားတယ်ဆိုတဲ့ဟာဒီကောင်အကြောင်းတစ်ခုခုတော့ရှိရဟုတ်တယ်ဘာလို့လိုက်ကြည့်မလား 妈你还有တက်စပေါ့ငါတော့ဝမ်းနေပြီးတော့ထွက်သွားတာမဟုတ်ဘူးမင်းဒီဟာကိုတယောက်တည်းစားဖို့တက်စပေါ့နဲ့အကြံနဲ့ထွက်သွားတာကြီးစမ်း ဘယ်တော့မှမင်းတို့စီကနေငါမထွက်ပြေးခဲ့ပါဘူးတကယ်ချင်းဟာမင်းတို့ကောင်လေးရတယ်ငါမြေဘဲတို့တစ်ထောက်တော့မခင်တော့တဲ့ကောင်လေးငါတော့စိတ်နာနေပြီကွာ ဟာဟဲ့တိတ်စားငါရဘိုက်စာနေပြီ ဟာ